Hello တူဒီမိတ်ဆွေများအားလုံးမင်္ဂလာပါပိုလီတူဒီ channel မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့4ရက်2025ခြာတာပတိနေ့เนาะဒါဒီကုန်းကြီးဝါချင်းလုံးမိုင်ပြိခွေကနာမိတ်တို့ပဲတွေ့ဆိုင်ကြတဲ့ခဏနေကျွန်တော်မိတ်ဆွေเนาะဒီအောင်လို့ကျွန်တော်တွေ့ပြပေးရှင်တင်ပြပေးရှင်ဖြစ်ပါတယ်အဲ့တော့ဒီ season လေးစတင်ခင်မှာကျွန်တော်တူဒီ channel ကို subscribe နေပြီးအားပေးဖို့တောင်းဆိုရှင်ပါတယ်ဗီဒီယိုဖိုင်ကိုလည်းပြီးဆုံးကြည့်ပါ like share လေးနဲ့လုပ်ပါခင်ဗျနော်အဲ့တော့ဒီမှာကျွန်တော်ကတော့ဒီမှာတွေ့မပြတော့ဘူးเนาะကျွန်တော်ဒီမှာကဏ္ဍတွေကိုချောက်ပြီးတော့ရေးတယ်ဆိုတာအပြင်ကကဏ္ဍတွေဆွဲထုတ်ပြီးတော့ရေးတာမဟုတ်ပါဘူးကျွန်တော်တွေ့ site တွေကိုနေပြီးတော့ပိတ်ရဒီမှာဒါ channel မှာလည်းပိုလီ channel မှာလည်းကျွန်တော်တင်ပေးထားပြီเนาะအဲ့ဒီတွေ့ site တွေရမယ်ကျွန်တော်ခေါင်းတဲ့ကဏ္ဍတွေကျွန်တော်မိတ်ဆွေတွေဒါရအောင်အတွက်ကျွန်တော်ချပေးပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်เนาะကျွန်တော်ဗီဒီယိုဖိုင်ကိုပြီးဆုံးကြည့်ပါအဲ့တော့ဒီ4ရက်2025ကြာသပတေးနေ့တောက်ကြနေ့နှလုံးတူဒီပိတ်တယ်เนาะတောက်ကြနေ့ကတူဒီပိတ်ရပါခင်ဗျအဲ့တော့ဒီနေ့ကြာသပတေးနေ့ဆိုတော့ကျွန်တော်အပိတ်နေကြတာပါเนาะနေကုန်ဒီနေ့ကစားမယ်နေကုန်เนาะနေကုန်ကြီးနေနဲ့ဘာကစားမလဲဆိုရင်ကျွန်တော်ရှောင်းဒီဒီကုန်းကြီးအနေနဲ့ကစားမယ်ဆိုရင်ကျွန်တော်တို့ဒီနေ့တနေ့တော့ကြာသပတေးအနေနဲ့ကြာသပတေးနေ့ပါ6တင်ကဒီကနန်း3လုံးကိုနေပြီးတော့ကျွန်တော်နေကုန်းကြီးအနေနဲ့ကစားမှာဖြစ်တယ်ဟုတ်ကျွန်တော်1 chain ဒီ6တင်ကနဲ့နေကုန်းကြီး6တင်ကနေကုန်းကြီးနဲ့ကစားပြီးနေကုန်းကြီးပြီးကျွန်တော်တို့ကစားလို့မရဘူး1 chain ကိုလည်းကပ်ပါ1 chain เนาะအဲ့တော့ကပ်ပါ1 chain အနေနဲ့ကျွန်တော်တို့1 chain ရပါရှိလဲဆိုရင်တင်ကဆိုတဲ့ကပ်ပါ1 chain တစ်ပတ်ရှိတယ်ရှစ်လေး1 chain တစ်ပတ်ရှိတင်ကနဲ့ရှစ်လေးဒါနေပြီးတော့ကပ်ပါအနေနဲ့ကစားပြီးမှာเนาะတင်ကနဲ့ရှစ်လေးအဲ့တော့ဒီ1 chain ပြီးတော့ကျွန်တော်တို့လုံးမယ်ကကျွန်တော်တို့ဒီနေ့ကြာသပတေးနေ့ပါ5တေးလုံးမှရှိပါတယ်5တေးလုံးမှเนาะကြာသပတေးနေ့မှာလုံးမှနေနဲ့ကစားမယ်ဆိုရင်5တေးလုံးမှရှိပါတယ်အဲ့တော့နေကုန်ကြီးရကျွန်တော်တို့1 chain ရလုံးမှဒီ break တွေကပ်ပြီးကစားမှာပါကျွန်တော်တို့ကเนาะခဏကောင်းတစ်ခွက်ဆိုတာဖြစ်လာမှာဖြစ်တဲ့အတွက်ရလာမှာဖြစ်တဲ့အတွက်ဒီဟာတွေကိုကျွန်တော်ဒီတိုင်းစားပြီးတော့ရေးပြရမှာမဟုတ်အဲ့တော့ dress size ကြားတဲ့ကဏ္ဍတွေကိုကျွန်တော်အကောင်းဆုံးကဏ္ဍတွေပြီးတော့ရေးပြနေရှင်ဖြစ်ပါတယ်เนาะအဲ့တော့ပြည့်ရည်ဒီမှာလည်းကျွန်တော်ကဏ္ဍတွေ20တွေကိုနေပြီးတော့တင်ပြမှာဖြစ်ပါတယ်အဲ့တော့လုံးပိုင်း5တင်တဲ့ကဏ္ဍများကျွန်တော်ဒီ6တင်ကရှင်းလေး1 chain ကိုလုံးပိုင်း5တင်နဲ့ကစားမယ်မိကဘာ break ရှိလဲဆိုရင်ကျွန်တော်9 4 နေbreak အနေနဲ့ဆိုရင်ကျွန်တော်9 4နေ break ရှိပါတယ်เนาะ break အနေနဲ့ဆိုရင် break ကစားမှာ9 4နေ break နဲ့ကစားမယ်ခွေကနန်းဒါပြီးရင်ခွေကနန်းကကျွန်တော်ဒီတနေကုန်ကြီးရှောင်းနေကုန်ကြီး6တင်ကဒါမပေါမဖြစ်ထဲပြီးတော့ကစားပြရမှာဖြစ်တယ်6တင်က4ခွ
ခုံရှစ်နေကုန်းကြီးအနေနဲ့615 4ခုံရှစ်နော်မဖြစ်မနေဒါဒီ6လုံးကိုနေပြီးတော့ခွေကနန်းအနေနဲ့ဒါကစားမှာဖြစ်တဲ့ main ထုတ်ခွက်ကကျွန်တော်တို့ဒီနေ့4 September 2025ကြာတာလေးနေတာ main ထုတ်ခွက်အနေနဲ့ဆိုရင်ကျွန်တော်တို့6 ရှောင်းတာ4 5နော်6 ရှောင်းက4 5နော်ခုံက4ရှင်းကဒီကနန်း6ခွက်ကျွန်တော်ဒါဒီတဲ့ကအခွေကနန်းတွေကနေပြီးတော့ထုတ်ပြီးတော့ပေးထားပါတယ်နော်ကျန်တဲ့ကနန်းတွေကိုတော့ဒါမိမိတို့ကိုယ်တိုင်ကပ်ပြီးတော့ကစားပါကျွန်တော်ကဒီ main ထိုးခွက်အနေနဲ့နေပြီးတော့ကျွန်တော်ဒါကနန်း6ခွက်ကိုထုတ်ပေးခြင်းဖြစ်ပါတယ်အဲတော့ဒီမှာကျွန်တော်ပေးတဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ပေးတာနေကုန်ပြီး1ရှင်း3ပါbreak ခွေကနန်း main ထိုးခွက်ထဲမှာ6 ရှောင်းက4ခုံက1 ရှင်းကဒီမှာကျန်တဲ့ကနန်းတွေကိုတော့မိမိတို့ကပ်ပြီးတော့ကစားပါခင်ဗျကိုယ်တိုင်ကစားပါဒီဟာကတော့ကျွန်တော်တို့ဒါ main ထိုးခွက်အနေနဲ့ကျွန်တော်ထုတ်ပေးတယ်ဆိုတာလွယ်လေးထိုးလို့ရအောင်အတွက်ထိုးရအောင်အတွက်ကျွန်တော်ထုတ်ပေးခြင်းဖြစ်ပါတယ်အဲတော့ဗီဒီယိုဖိုင်ပြီးဆုံးကြည့်ကြပါကြတယ်ကျွန်တော်မိတ်ဆွေများ4 September 2025ကြာတာမင်းနေဒီကုန်းပေါက်နိုင်ပါလိမ့်မယ်ဆုတောင်းပေးရအောင်ကျေးဇူးတင်ပါတယ်ခင်ဗျ